ကျွန်တော်ဘေးမှာအချိန်ကြာကြီးဘသူမှမနေနိုင်ကြဘူးဒါလေးကတော့သူတို့ကိုအပြစ်ပြောနေတာမဟုတ်ပါဘူးကျွန်တော်ကိုကျွန်တော်အပြစ်တင်မိတာကျွန်တော်စိတ်ကအမြဲတမ်းလို့ overthinking တွေများလွန်းတော့လေတစ်ခါတိတ်ကိုနားလေရခက်တယောက်တည်းနေနေနဲ့လည်းတွေးကျင်ရတွေးနေမိတာအတွေးတွေရောက်လာတာနဲ့အရာအလုံးကမှောင်မိတ်သွားသလိုပဲအထီးကျန်ဆန်ပြီးတော့လည်းအားငယ်မိတယ်ကျွန်တော်ကိုချစ်တဲ့သူရောကျွန်တော်ကချစ်တဲ့သူတွေရောကျွန်တော်ဘေးမှာနေရတာတိတ်ပင်ပန်းခဲ့ကြမှာပဲလို့ကျွန်တော်အားနာမိခဲ့ဘာပဲဖြစ်ဖြစ်အခုတော့လေကျွန်တော်တယောက်တည်းရောက်အောင်နေတတ်ဖို့ကြိုးစားနေပါလိမ့်ဘသူအတွက်မှအနှောက်အယှက်မဖြစ်စေချင်တော့တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းရင်းချက်ဖို့လိုနေပြီထင်ပါတယ်တခုခုဆိုရင်လည်းထိရှလွယ်လွန်းတတ်တဲ့စိတ်ကိုရအောင်ဖြောက်လူစုလူဝေးတွေကိုမသွားတော့ဘူးတယောက်တည်းနေတတ်အောင်လေ့ကျင့်ကျွန်တော်တို့လည်းလူတွေအများကြီးမလိုအပ်တော့ပါဘူးကျွန်တော်ကိုနားလေပေးနိုင်တဲ့လူတချို့မဟုတ်တော့ပါပဲလူအ ਨੇ စုလေးနဲ့တင်မယ်လုံလောက်နိုင်ပါလေဗျာ